Yo အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာကစားသွားမယ် Hull City နဲ့ Manchester United တို့ရဲ့ Premier League ပွဲစဉ်1နဲ့ပတ်သက်ပြီးတော့ဘောလုံးပရိသတ်တွေတည်ထားတဲ့အချက်လက်အချို့ကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်2026-29 Premier League ရာသီကတော့မနေ့ညကပဲစတင်ခဲ့ပါပြီပွဲဥတော့မှာ Champion Arsenal အသင်းကတန်တက်Frank Lampard ကင်တွင်နေတဲ့ Coventry အသင်းကို 3-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးတော့ရာသီတစ်ကိုဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ဒီကနေ့မှာတော့ပွဲစဉ်1ရဲ့စနေနေ့ပွဲတွေကိုဆက်လက်ကစားမယ်အစောဆုံးပွဲအနေနဲ့မြန်မာစံတော်ချိန်ညနေ6:00 နာရီမှာ Hull City နဲ့ Manchester United တို့ကစားမှာဖြစ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေမဖြစ်မနေသိထားတဲ့အချက်လက်တချို့ကိုကျွန်တော်ကမျှဝေသွားခြင်းပါတယ်ဒီ view ထဲမှာတော့ကျွန်တော်ကHull City နဲ့ Man United ရဲ့ Premier League ခေတ်မှာတွေ့ဆုံခဲ့တဲ့ head to head တွေပြီးတော့လက်ရှိ Man United အသင်းရဲ့Premier League ရာသီဖွင့်စံချိန်တွေအကြောင်းပြီးတော့ Michael Carrick ရဲ့2016အတွင်းအသင်းနဲ့ရယူခဲ့တဲ့ဒါနိုင်ပွဲတွေစံချိန်တွေအကြောင်းပြီးတော့Hull City ရဲ့အခြေအနေတွေကိုကျွန်တော်ကအနေချင်းမျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Premier League era မှာဒီနှစ်သင်းကြားက head to head ကိုပြန်ကြည့်မယ်ဆိုရင်တော့Man United ကတည်တာအသာရရှိထားပါတယ် United ဟာ Premier League ခေတ်မှာဒီ Hull City နဲ့သူတို့10ချိန်တွေ့ဆုံခဲ့ပြီးတော့10ချိန်နိုင်ပြီးတော့နှစ်ပွဲသေကြထားတယ်ဒါက Hull City အတွက်ဆိုရင်လည်းဒါUnited ကအခက်အခဲဆုံးနဲ့သူတို့ကိုဒုက္ခပေးနိုင်ဆုံးပြိုင်ဘက်ဖြစ်တယ်လို့ United အတွက်ဆိုရင်လည်းဒါ Premier League ခင်မှာပေါ့နော်သူတို့ပြိုင်ဘက်အသင်းကိုရလက်အကောင်းဆုံးဆွမ်းဆောင်နိုင်တဲ့ဒါမှတ်တမ်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုဒီနေရာမှာမဖြစ်မနေပြောရမှာက United ရဲ့ဒါ Premier League ရာသီဖွင့်မှတ်တမ်းတွေဖြစ်ပါတယ် Man United ဟာ Premier League စတင်တဲ့1992ပေါ့နော် Premier League လို့ခေတ်ပြောင်းခဲ့တဲ့နာမည်ပြောင်းခဲ့တဲ့ era ကစပြီးတော့Premier League ရာသီအဖွင့်တိုင်းမှာသူတို့ကတန်တက်တွေကိုဘယ်တော့မှမရှုံးခဲ့ဘူးလို့သိရပါတယ်ကိုပွဲနိုင်ပြီးတော့3ပွဲသေးကြထားတယ်17ကြိမ်တွေ့ဆိုရမှာပြီးတော့ဒါက Premier League အဖွင့်ပွဲတွေမှာတန်တက်နဲ့တွေ့တဲ့အချိန်မှာဖြစ်ပါတယ်နောက်တစ်ခုက Premier League era ရဲ့ရာသီအဖွင့်ပွဲစဉ်တိုင်းမှာ United ဟာ22ပွဲထိအနိုင်ရထားပါတယ်ဒါကလည်း Premier League သမိုင်းမှာအများဆုံးစံချိန်ဖြစ်ပါတယ်နောက်တစ်ခုဒီနေရာမှာကျွန်တော်တို့မဖြစ်မနေကောက်နှုတ်ပြောရမယ့်အချက်တစ်ခုရှိတယ်ဒါကတော့Michael Carrick ရဲ့လက်ထက်မှာ United ဆွမ်းဆောင်ရည်ဖြစ်ပါတယ်ဒါလူတွေ underrated ဖြစ်တဲ့အချက်ဖြစ်တယ်လို့လူတွေထိုက်တဲ့လောက်တန်ဖိုးမထားကြတဲ့အချက်လို့လည်းကျွန်တော်ကမြင်ပါတယ် United ဟာ2026ခုနှစ်အတွင်းမှာ Premier League အသင်းတွေထဲမှာနိုင်ပွဲအများဆုံးအသင်းဖြစ်တယ်သွင်းဂိုးအများဆုံးအသင်းဖြစ်တယ်ပြီးတော့ရမှတ်အများဆုံးအသင်းဖြစ်ပါတယ်ရမှတ်အနေနဲ့ဆိုသူတို့က2026အတွင်းမှာဆိုရင်ရမှတ်42မှတ်ထိရထားပြီးတော့အများဆုံးအသင်းဖြစ်ခဲ့တယ်ပေါ့နော်ဒါကဒီ record ကကျွန်တော်တို့ဒီ2026-29ရာသီမစခင်အချက်လက်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့မနေ့ကစားခဲ့တဲ့ Arsenal နဲ့ Coventry ပွဲရလက်အချက်လက်တွေတော့ထည့်တွက်ထားခြင်းမရှိဘူးပေါ့နော်အဲ့ဒါကိုမထည့်ထားဘူးဆိုရင် United ဟာ2026ခုနှစ်အတွင်းမှာနိုင်ပွဲအများဆုံး12ပွဲရထားတယ် Arsenal နဲ့အတူတူပဲပြီးတော့ရမှတ်အရဆိုရင်42မှတ်နဲ့သူတို့အများဆုံးရထားတယ်ပြီးတော့တိုက်စစ်ကလည်းသွင်းကို36ကိုသွင်းထားတယ်ဒါကလည်း Premier League အသင်းတွေထဲမှာအများဆုံးဖြစ်ပါတယ်ဒီလိုရလက်ဆွမ်းဆောင်ရည်တွေကြောင့်ပဲ United ဟာပြီးခဲ့တဲ့ရာသီဟူဘီအမိုရင်လက်ထက်မှာရင်းရမှုတွေရှိခဲ့ပေမဲ့ Michael Carrick ယာယီကင်တိုတဲ့အချိန်ကနေစပြီးတော့အဓိကတော့ပြည်တွင်း league ပေါ့နော် Premier League မှာရလက်တွေဇက်တိုက်ကောင်းလာတယ်အဲ့ဒါကြောင့်ပဲသူတို့ဟာဒုတိယရာသီဝက်ဆွမ်းဆောင်ရည်ကြောင့်ပဲ Champion League ကိုဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ Carrick ကိုမဖြစ်မနေအတိအမှတ်ပြုတဲ့အချက်ဖြစ်ပါတယ်ဆိုတော့ဒီရာသီမှာ United ဟာ Michael Carrick အတွက်Champion League လည်းကန်ရမယ်ဟို Robert စာမျက်နှာကိုဖွင့်လိုက်ရမယ်ပြည်တွင်းမှာလည်းဖလားသုံးလုံးကစားရမယ့်အခြေအနေမှာtransfer window မှာတော့သူတို့လုံလောက်တဲ့ပရိသတ်တွေစိတ်တိုင်းကြတဲ့အားဖြည့်မှုမျိုးတော့ပြုလုပ်ထားနိုင်ခြင်းမရှိသေးဘူးလို့ကျွန်တော်တို့ယူဆပါတယ်လက်ရှိသူတို့ကွင်းလည်လူ3ယောက်သူတို့ခေါ်ထားတယ်ဒါပေမဲ့သူတို့ကွင်းလည်လူ3ယောက်ဟာလက်ရှိမှာတော့ဘာလီဘာနဲ့တော့ဒါသဘောတူညီမှုရထားပြီလို့သိရတယ်ဒန်တော့မဖြစ်သေးဘူးပေါ့နော်အန်ဒရီဆန်တိုရှိမယ်ယူရီတီလီဇမန်ရှိမယ်ဘာလီဘာရှိမယ်ပေါ့ဒီ3ယောက်လုံးဟာကျွန်တော်တယောက်တည်းအမြင်ရပြောမယ်ဆိုရင်တော့အလဲအလက်မကထိတ်တန်းလို့လည်းပြောလို့မရသေးတဲ့ကစားသမားတွေလို့ကျွန်တော်ယူဆပါတယ်ဆိုတော့သူတို့ဟာထပ်ပြီးတော့တက်တည်ပြအောင်မယ်ယူရီတီလီဇမန်ဟာသူ့ရဲ့experience ပေါ့နော်နိုင်ငံတကာလေစဉ် Belgium မှာပြခဲ့တဲ့စွမ်းဆောင်ရည်တွေပြီးတော့ club level မှာ Premier League မှာ proven ဖြစ်ထားတဲ့ record တွေကြည့်မယ်ဆိုရင်တော့ United အတွက်ဒါအသုံးဝင်မဲ့ကစားသမားဆိုတာတေချာပေါက်ပြောလို့ရတယ်ပြီးတော့လူငယ်ကျယ်ပွင့်နေဖြစ်တဲ့ Andre Santos တို့ Baleba တို့ဟာလည်း United အတွက်ထိုက်တဲ့လောက်အရေးပါမဲ့ကစားသမားတွေဖြစ်တယ်ဆိုတာတန်တရားမရှိပါဘူးဒါပေမဲ့လက်ရှိ United ရဲ့အခြေအနေ Champion League ကန်မဲ့အနေအထားမျိုးအသင်းကိုဗျာပရိသတ်တွေအားလုံးက
ဘက်ပေါင်းစုံကမျှော်လင့်နေတဲ့အချိန်များတချို့ပရိသတ်တွေဆိုရင်ဒါအာဆင်နယ်ရဲ့ဒီချန်ပီယံအိမ်မက်ကိုပါတိုက်တယ်ကိုနတာအဓိကစိန်ခေါ်မဲ့သူဖြစ်မျှော်လင့်နေတဲ့အချိန်မျိုးမှာတော့ဒီတက်အားကောင်းတဲ့ဖြစ်တည်မှုမျိုးလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်ဒါ United အပိုင်းမှာကျွန်တော် Hull City ဘက်ကိုသွားပါမယ် Hull City ဟာပြီးခဲ့တဲ့နှစ်ကLeague Championship မှာအဆင့်6နဲ့ဒါ Premier League ကိုရောက်ရှိလာတဲ့အသင်းဖြစ်တယ်ပြောရရင်ဒါPlayoff ကန်တဲ့အသင်းထဲမှာသူတို့ကအင်အားအနည်းဆုံးဖြစ်ပါတယ်Championship မှာကစားတဲ့အသင်းတွေထဲမှာ Premier League ကိုတိုက်ရိုက်တန်းတက်ခွင့်3သင်းတိုက်ရိုက်တန်းတက်ခွင့်2သင်းရတယ် Coventry နဲ့ Ipswich Town ဖြစ်ပါတယ်ကျန်တဲ့အဆင့်3 4 5 6 Playoff ကန်တဲ့နေရာမှာအဆင့်6ကအားအနည်းဆုံး Hull City ကဒီအဆင့်တွေကျော်ဖြတ်ပြီးတော့ Premier League ကိုရောက်ရှိလာတယ်လက်ရှိမှာသူတို့ကအပြောင်းရွှေ့မှာပေါင်တန်း80ဝန်းကျင်သုံးထားတယ်ပြီးတော့သူတို့ရဲ့နီးပြကလည်းဘော့စနီးယားလူမျိုးယာကီရိုဗစ်ဖြစ်ပါတယ်သူဟာအဲ့ဒီနီးပြကပရီးမီးယားလိမှာကင်တွယ်ခွင့်ရတဲ့တာဝန်ယူခွင့်ရတဲ့ပထမဆုံးဘော့စနီးယားနီးပြဖြစ်လာမယ်သူဟာလွန်ခဲ့တဲ့2025ဇွန်ဇူလိုင်လောက်ကအသင်းကိုစကင်တာဖြစ်ပြီးတော့ပထမဆုံးရာသီမှာပဲအသင်းကိုတန်းတက်နိုင်အောင်လုပ်ပေးခဲ့တဲ့အတွက်ဒါတော့မဖြစ်မနေအသိမှတ်ပြုရမယ်ဒါပေမဲ့ Hull City ဟာ Premier League record တွေတော့ဒီ era မှာဒီဘက်2021ရာစုမှာတိတ်မကောင်းလောက်ဘူးပေါ့နော်သူတို့နောက်ဆုံး Premier League မှာကစားခဲ့တာ2016-19ကစားခဲ့တာလွန်ခဲ့တဲ့10နှစ်တိတိရပါအဲ့ဒီအချိန်တုန်းက Hull City ဟာတန်းပြန်ဆင်းရတယ်ပြီးတော့ Premier League ပွဲစဉ်38ပြီးမှသူတို့ကပေကို80နဲ့အဲ့ဒီရာသီအတွက်ပေကိုအများဆုံးအသင်းဖြစ်တယ်ပြီးတော့လွန်ခဲ့တဲ့မိနစ်ကချန်ပီယံရှစ်ရာသီမှာဆိုရင်သူတို့အသင်းဟာပြိုင်ဘက်ရဲ့ဂိုးပေါက်ကန်သွင်းမှုကိုပြင်စမမြောက်အများဆုံးခွင့်ပြုတဲ့အသင်းဖြစ်တယ်ချန်ပီယံရှစ်အသင်း20ရှိတဲ့နေရာမှာခံစစ်ကပြောရင်ပြိုင်ဘက်ရဲ့ shoot ကိုရင်ဆိုင်ရမှုမှာတော့အဆင့်15မှာရှိနေဆိုတော့ဒါတော်တော်လေးဆိုးရတဲ့မှတ်တမ်းဖြစ်တယ်လို့ပဲတိုက်စစ်ပိုင်းကလည်းပြိုင်ဘက်ကိုကန်သွင်းတဲ့ရှုံတာကတ်မှာဒါတော်တော်လေးနဲတဲ့အနေအထားမှာရှိနေခဲ့တယ်ပေါ့ဆိုတော့ Hull City ရဲ့အခြေအနေကတော့တော်တော်လေးအားနည်းနေတဲ့အနေအထားမှာရှိရဲအဖွင့်ပွဲမှာအိမ်ကွင်းမှာကန်ရမှာဖြစ်ပေမဲ့ဒီအချက်လက်မှတ်တမ်းတွေကြည့်ခြင်းအပြင်တော့ United ကအဖက်ဖက်ကအားသာပါတယ်ပြီးတော့လက်ရှိအသင်းတွေသွားကျင်နေတဲ့ပြင်ဆင်မှုတွေအသင်းတွေရဲ့အနာဂတ်အလားအလာတွေကိုမျှော်မှန်းတဲ့နေရာမှာတော့ United ဘက်ကအသာရနေပါတယ်ဒါပေမဲ့ဒါရာသီအစပထမပွဲဖြစ်တဲ့အတွက်အများကြီးတော့သိပြောလို့မရသေးဘူးဆိုတော့ကျွန်တော်တို့ဒီညပွဲကိုစောင့်ကြည့်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်